မနေ့ကမတ်လ28ရက်နေ့မွန်းလွဲပိုင်းမှာလှုပ်ခတ်သွားတဲ့အင်အားပြင်းငလျင်ကြောင့်ဦးဇင်းတို့မြန်မာနိုင်ငံအထက်ပိုင်းမန္တလေးစကိုင်းအစရှိတဲ့နေရာတွေမှာရဟန်းရှင်လူပြည်သူများဆင်းရဲဒုက္ခရောက်သွားကြတာကိုဦးဇင်းတို့တွေ့ရမြင်ရကြားရတဲ့အခါမှာအင်မတန်မှစိတ်ထိခိုက်ရပါတယ်စိတ်မကောင်းဖြစ်ရပါတယ်ဦးဇင်းတို့မြန်မာနိုင်ငံနေမဟုတ်ပါဘူးအိန္ဒိနာချင်းဖြစ်တဲ့ထိုင်းနိုင်ငံမှာဒါလှုပ်ခတ်သွားတဲ့ဒုက္ခတွေဖြစ်ကြတယ်ပေါ့အဲ့တော့အလုံးသောငလျင်တန်ကြောင့်ဆင်းရဲဒုက္ခရောက်သွားကြတဲ့ရဟန်းရှင်လူပြည်သူများအလုံးအမြန်ဆုံးကိုယ်စိတ်နဲ့ပြကြမ်းကြမ်းမာချမ်းချမ်းသာသာဖြစ်ကြပါစေအမြန်ဆုံးအစစရာရာပြန်လည်ပြီးတော့အစဉ်ပြေကြပါစေလို့ဦးဇင်းတို့ဆုတောင်းဆန္ဒပြုပါတယ်ဆုတောင်းမေတ္တာပို့သပါတယ်ဒီကနေ့ဒီဗီဒီယိုလေးမှာဦးဇင်းဘုဒ္ဓတာဖြစ်ပြောပြမျှဝေပေးခြင်းတာကတော့တခြားမဟုတ်ပါဘူးမြတ်စွာဘုရားဟောကြားထားတဲ့ငလျင်လှုပ်ခြင်းရဲ့အကြောင်း၈ပါးကိုပြောပြမျှဝေပေးမှာဖြစ်ပါတယ်လောကီအလိုရလူများကတော့ပြောကြတာပေါ့လေဘယ်လမှလှုပ်လို့ရှိရင်ဒါဘာကြောင့်လှုပ်တယ်ဘယ်နေ့မှလှုပ်ရင်ဘာကြောင့်လှုပ်တယ်ဘာဖြစ်မယ်ဘယ်ရက်မှလှုပ်ရင်ဘာကြောင့်လှုပ်တယ်ဘာဖြစ်မယ်အစရှိသည့်အဖြစ်ဒါလောကီအလိုရလူများပြောကြတာတွေတော့ရှိတာပေါ့အဲ့ဒါတွေကတော့ဒါကိုယ်သဘောနဲ့ကိုယ်စံတာနဲ့ကိုယ်ပဲယုံကြည်လဲယုံမယုံကြည်လဲနေပေါ့ဘာမှပြဿနာမရှိပါဘူးအခုဒီမှာဒီကနေ့ဦးဇင်းပြောပြမျှဝေပေးမှာကတော့ဘုရားဟောကြားတဲ့မြတ်စွာဘုရားဟောကြားတဲ့ငလျင်လှုပ်ခြင်းရဲ့အကြောင်း၈မျိုးကိုဦးဇင်းဒါအချင်းချင်းလေးပြောပြမျှဝေပေးမှာဖြစ်ပါတယ်နံပါတ်1ငလျင်လှုပ်ခြင်းအကြောင်းကတဘာဝတရားကြောင့်လှုပ်တာဖြစ်တယ်လို့ဒါအတူချုံးပြီးတော့အတူကျုပ်အားဖြင့်ဒီလိုပြောရမှာဖြစ်ပါတယ်မြတ်စွာဘုရားကနံပါတ်1ငလျင်လှုပ်ခြင်းအကြောင်းဒီတဘာဝတရားကြောင့်တဲ့ဦးဇင်းတို့မြေဟာရေမှာတည်တယ်တဲ့ရေဟာလေမှာတည်တယ်တဲ့လေတိုက်တဲ့အခါလေလှုပ်ခတ်တဲ့အခါမှာရေလှုပ်တယ်ရေလှုပ်ရင်ဒါမြေလှုပ်တယ်ပေါ့အဲ့တော့နားလည်လွယ်အောင်ပြောရင်တော့တဘာဝတရားကြောင့်ဒါနံပါတ်1အကြောင်းတရားငလျင်လှုပ်ခြင်းအကြောင်းတရားတဘာဝတရားကြောင့်ဖြစ်တယ်ပေါ့နောက်နံပါတ်2ငလျင်လှုပ်ခြင်းအကြောင်းကတကူကြီးမားကြတဲ့အစွမ်းကြီးမားကြတဲ့တမနာဗျမနာတွေနတ်တွေကနေပြီးတော့ဒါလှုပ်စီလို့ရှိရင်လည်းပဲငလျင်လှုပ်ပါတယ်ဒါနံပါတ်2အကြောင်းတရားတကူကြီးမားတဲ့အစွမ်းကြီးမားတဲ့တမနာဗျမနာတွေနတ်တွေကနေပြီးတော့ဒါလှုပ်ကိုင်းစီလို့လှုပ်စီလို့ပေါ့နော်သူတို့ရဲ့တကူအစွမ်းတက်တိနဲ့လှုပ်စီလို့ရှိရင်လည်းပဲဒါငလျင်ကလှုပ်ပါတယ်တဲ့နောက်နံပါတ်3ကဘုရားဖြစ်မဲ့ဘုရားအလောင်းဟာမိခင်ဝမ်းမှာပฏิတန်ဒီနေတဲ့အခါမှာလည်းပဲငလျင်လှုပ်ပါတယ်ဒါနံပါတ်3နောက်နံပါတ်4အကြောင်းတရားကအဲ့ဒီဘုရားလောင်းဖွားမြင်တဲ့နေ့မှာလည်းပဲငလျင်လှုပ်ပါတယ်နံပါတ်5ကအဲ့ဒီဘုရားလောင်းဘုရားဖြစ်ကြောင်းတရားတွေကိုကျင့်ကြံပြီးတော့ဘုရားဖြစ်တဲ့နေ့တပ်ပိညုတဉာဏ်တော်ကိုရတဲ့နေ့မှာလည်းပဲဒါငလျင်လှုပ်ပါတယ်နံပါတ်6ကဘုရားဖြစ်ပြီးတော့တပ်ပိညုတရှုဉာဏ်တော်ကြီးနဲ့တရားဥဓမ္မစကြာကိုဟောတဲ့အခါမှာလည်းပဲငလျင်လှုပ်ပါတယ်ဒါကနံပါတ်6အကြောင်းတရားနံပါတ်9ကမြတ်စွာဘုရားအာယုသင်္ခါရလွတ်ရင်လည်းပဲအာယုသင်္ခါရလွတ်တဲ့အခါမှာငလျင်လှုပ်ပါတယ်ဒါနံပါတ်9အကြောင်းတရားနောက်ဆုံးနံပါတ်10အကြောင်းတရားကဦးဇင်းတို့မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုရင်လည်းပဲငလျင်လှုပ်ပါတယ်ဒါ10မျိုးပေါ့ငလျင်လှုပ်ခြင်းရဲ့အကြောင်းတရား10မျိုးဦးဇင်းတို့မြတ်စွာဘုရားဟောကြားထားတာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ငလျင်လှုပ်ခတ်သွားတဲ့အခါမှာပေါ့အခုမနေ့ကလို့လှုပ်သွားတဲ့ငလျင်ကိုဦးဇင်းတို့ဒါသုံးသပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီအကြောင်းတရား10မျိုးတည်းကဒါဘယ်နှမျိုးကြောင့်ဖြစ်နိုင်လဲဆိုတာကိုဒါသုံးသပ်လို့ရတယ်ပေါ့အဲ့တော့ဦးဇင်းတို့အနေနဲ့ဒါသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်တော့တဘာဝတရားကြောင့်နံပါတ်1တဘာဝတရားကြောင့်နဲ့နံပါတ်2
တကူကြီးအစွမ်းကြီးမှတဲ့တမနာပြမနာတွေနှက်တွေကနေလှုပ်စီလို့ဒါလှုပ်တာမျိုးဆိုတဲ့နံပါတ်1အကြောင်းတရားဒီအကြောင်းတရား2ချက်ကြောင့်ဒီအကြောင်းတရား2ချက်တွေကဒါတစ်ချက်ကြောင့်ဒါလှုပ်တာဖြစ်နိုင်တယ်လို့ဒါဦးဇင်းတို့ဘုရားဟောဒေသနာအရာဘုရားဟောဒေသနာနဲ့တိုက်ပြီးတော့ဒါဦးဇင်းတို့ဆင်ခြင်ကြည့်တာကတော့ဒါဒီအကြောင်းတရား2ချက်ကြောင့်ပဲဖြစ်နိုင်တယ်ပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်ပါဒါလေးကိုဦးဇင်းကပြောပြမျှဝေပေးတာကတော့ဘုသူတအဖြစ်ပါပဲအဲ့တော့သဘာဝနံပါတ်1သဘာဝတရားကြောင့်ငလျင်လုံနိုင်တယ်နံပါတ်2တကူကြီးအစွမ်းကြီးမှကြတဲ့နှက်တွေတမနာပြမနာတွေကနေပြီးတော့လှုပ်စီလို့ဒါလှုပ်တာဖြစ်နိုင်တယ်ဆိုတဲ့ဒီအကြောင်းတရား2ချက်ထဲကဒါတစ်ချက်ကြောင့်ဒါငလျင်လှုပ်တာဖြစ်နိုင်တယ်လို့ဦးဇင်းတို့ကတော့ဒီလိုပဲဒါသုံးသပ်လိုက်တယ်ပေါ့အဲ့တော့ဘလို့ကြောက်ပဲလှုပ်လို့အခုကတော့ဒါလှုပ်ပြီးသွားပြီလှုပ်ပြီးသွားတဲ့အတွက်ကြောင့်မို့လို့ဒါဆင်းရဲဒုက္ခရောက်သွားကြတဲ့သူတွေငလျင်ကြောက်ဆင်းရဲဒုက္ခဖြစ်ကြတဲ့သူတွေကိုဦးဇင်းတို့အုတ်တစ်ချက်တဲတပွင့်အနေနဲ့တတ်နိုင်တဲ့နေရာကနေပြီးတော့ဒါကူညီကြဖို့ဒါလိုအပ်တယ်ကူညီကြပါလို့လည်းပဲဦးဇင်းကတိုက်တွန်းပါတယ်ဦးဇင်းကိုယ်တိုင်လည်းပဲဒါအုတ်တစ်ချက်တဲတပွင့်အနေနဲ့ပါဝင်ပြီးတော့ကူညီမှာဖြစ်ပါတယ်ကဲအလုံးသောဓမ္မချစ်ခင်သူတော်စင်များဦးဇင်းဒါပြောပြတဲ့ငလျင်လှုပ်ခြင်းအကြောင်း10မျိုးမြတ်စွာဘုရားဟောကြားခဲ့တဲ့အကြောင်း10မျိုးကိုနာကြားမှတ်သားပြီးတော့ဒါဘုသူတ္တများတိုးပွားရရှိကြပါစေလို့ဦးဇင်းကနေပြီးတော့ဒါဆုတောင်းဆန္ဒပြုပါတယ်အလုံးကိုစိတ်နှပြကျမ်းမာချမ်းသာအသက်ရှိကြစွာနဲ့သာသနာအကျိုးကိုလည်းပဲစားတတ်တကူတည်ဖို့ဆောင်ရွက်နိုင်ကြပါစေ